ငါဖုန်းကိုဘာလို့မကိုင်တာလဲ ငါမအားဘူးလေနေမမြင်ဘူးလား ဒါနဲ့ तू ကဘာလို့လဲ तू ကငါ့ရဲ့အရင်လူလေ ကောင်းပါလေအရင်လူပြန်လာတော့လေနေခဲ့ရမယ်ဆိုတာသိတယ်နောက်လူပေါ်လာတော့လေကြံခဲ့ရမယ်ဆိုတာသိပါတယ် ဘာပဲဖြစ်ဖြစ်ပါသူနဲ့အဆင်မပြေချိန်မှာငါ့ကိုပြန်ရှင်းအောင်ထားပြီးနေမှာကျေးဇူးတင်ပါတယ် ရှားပါတယ်ဟာနင်းနဲ့စတွေ့ကြတဲ့ဟာငါအဖြစ်ကန်တက်ပဲလေ အဲ့တွေ့လဲမြို့ငါတောင်းပန်ပါတယ် ရပါတယ်ဟာမျက်ရည်ကန်ထိုးပြီးတော့ရှင်ပတ်ထဲကိုတန်ရာတွေလာထည့်ပေးဖို့အတွက်နောက်တစ်ခေါက်တော့ပြန်မလာပါနဲ့လို့ငါကပဲပြန်တောင်းဆိုပြရသေး